Hello everyone, Chu vlog ကနေကြိုဆိုပါတယ်ဒါကတော့ Chu Christmas ကြောင်းပေးရမှာရန်ကုန်စုကိုသွားထားတဲ့ဗီဒီယိုလေးပါအဲ့မှာမမဝိုင်းတို့ကလည်းဆိုင်လာဖွင့်ပါတယ် Chu မမဝိုင်းတို့ဆိုင်မှာစကူတိုက်ခဲ့တယ်ကဲဘာလေးပေါက်လဲဆိုတာကြည့်လိုက်ရအောင်မကလူယူလို့မလားဘာမှစားမလားစားတော့ပဲပလိုက်ပေါက်ပါပြီပလိုက်ပေါက်မဲမှရမှာလားတဲ့ဟောပလိုက်ပေါက်ပေါက်လားဟုတ်တယ်ပေါက်ပါပလိုက်ပေါက်ရပါပြီဘလို့နှိုက်လဲဘလို့လောက်လိုက်တာအဲ့ရန်တော့ဝိုင်းရိုင်းပေါက်နေလေကိုမုန်းလေးနဲ့ခက်ရမှာအဲ့ဒီတော့ပင်လေးကိုခက်ရပဲတော့ခက်မှာဟုတ်ကဲ့Hello everyone, Chu vlog ကနေကြိုဆိုပါတယ်ဒီနေ့ကတော့ Chu ပါပေါ့နော်ရန်ကုန်စုကိုရောက်နေရပဲဖြစ်ပါတယ်ရန်ကုန်တလိပ်ဆန်ရုံပေါ့နော်အခုကတော့ပေါ့နော် Christmas ပွဲရောလည်းရှိတော့သူတို့စီစဉ်ထားတဲ့ပွဲလေးတွေလည်းရှိတယ်နောက်ပြီးကြတော့အယုတ်ဆိုင်တွေလည်းရှိတယ်မုတ်ဆိုင်တွေလည်းရှိတယ်25ရက်နေ့ဆိုတော့လေChristmas tree လေးနဲ့လေပေါ့နော်ဓာတ်ပုံတက်လိုက်လေးရိုက်လို့ရတယ်အခုကဆိုလို့ရှိရင်ပေါ့နော်ချူကမမဝိုင်းပေါ့နော်အဲ့ကျမမဝိုင်းရှိရလဲဒီမှာရန်ကုန်ဘူးပေါ့နော်ဒီရန်ကုန်တလိပ်ဆိုင်ရုံမှာလဲဆိုင်တော့လာဖွင့်တာမဟုတ်ပါဘူးခဏပေါ့ပွဲရှိရပေါ့25ရက်နေ့လည်းရှိမယ်26ရက်နေ့လည်းရှိမယ်29ရက်နေ့ထိရှိမှာပါပေါ့နော်အခုကတော့ချူလို့စကူနိုင်လာပါတယ်ချူကတော့ကန်ကောင်းနေပေါ့နော်အဲ့ဒီကမမရောင်ပြောကန်ကောင်းလိုက်တာဆိုတော့ချူကဒါမှနှစ်ခုပဲပါတာဘလိုင်းတော်လေးရသွားတယ်ပေါ့နော်သူကဘာလဲဆိုတော့ Mr. Rabbit ဒီမှာဖဲပြပန်းရောင်လေးနဲ့ပေါ့နော်သူကအလုံးကဖြူစုပ်ဦးနေတယ်ဒါပေမဲ့ကြားရောင်ရောထားတယ်ဒါကတော့မသိရင်မြင်းလက်ဆရာကြီးယူလို့လေကြည့်ပါဂိုင်းမောင်းမှာကကြတော့ပါတဲ့ဟာလေးတွေကကြတော့ပြာလေးပါဘယ်နှကောင်းတော့ပါလဲဆိုတော့စီးခွက်နဲ့ပဲကိုးကောင်တော့ပါတယ်ပေါ့နော်ကိုးကောင်နဲ့တကောင်ပေါက်နိုင်နေပေါ့နော်စီးခွက်လည်းကံကောင်းရင်ပန်းနိုင်ဒါပဲပေါ့နော်ကဲစပောက်ကြမယ်ချူခဲပြက်လည်းရထားသေးပါတယ်နောက်တစ်ခုကကိုပဲလှည့်သွားဒါလေးကတော့ချူပေါက်တဝဲကလေးပေါက်တဲ့ဟာလေးတွေပါငယ်ပေါက်တာဒီနှစ်ခုပေါ့နော်ဒီကပေါက်လေးရယ်ချူလိုမျိုးခဲပြက်ကလေးရယ်နောက်ပြီးကြလို့ရှိရင်ဒါကတော့လက်ဆောင်ထည့်ပေးလိုက်တာပေါ့နော်နှစ်ခုရဲကိုပြည့်လေးတွေပေါက်လို့ဆိုပြီးတော့baby 3ခဲတာလက်ပြလို့ချုံစံလေးပေါ့နော်ခဲပြက်ကတော့တူပေါက်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ချူကနေပြီးတော့ဒီဘလိုင်းပေါက်လေးကိုဖောက်မယ်ကဲအားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ချူကကြတော့ဒီဟာလေးလဲလိုချင်တယ်ဒီဖွားလေးလေးလိုချင်တယ်ဒီ snow white လေးလိုချင်တယ်အကုန်လိုချင်တယ်စီးခွက်ပါရင်တော့ပို့ပြောတာပေါ့ကက်ပါလားမသိဘူးကက်ပါလားမသိဘူးကက်ပါလားကက်မကြသေးမနဲ့ကကိုမကြည့်နဲ့ဟုတ်ရမင်းအားလေးလည်းမသိအိုးผู้ชายဆုံးရောင်လေးပန်းရောင်လေးတကယ်တော့ချူကပန်းရောင်လေးလည်းလိုချင်တယ်ပေါ့နော်အဲ့ဒါချူပေါင်လေးပါချူပေါင်လေးကဘလိုက်ပေါက်တက်တယ်လောင်ဝိုင်းနိုင်နော်အနာနည်းနည်းမွေးရဲ့မဲThe tree little pig လေးပေါက်သွားတာအဲ့ဒါလေးချစ်စရာလေးပေါက်ကလေးတွေပါရဲ့သူတကောင်လေးလည်းမသိကျန်တဲ့လူတွေကဂျိုးတွေပါသူတကောင်လေးအပေါ်မှာတင်အကောင်လေးနှစ်ကောင်ပြန်ပါတာပေါ့နော်အဲ့ကစားပွင့်နေရပဲတက်ကလေးချစ်တဲ့ဗီဒီယိုလေးကိုအစနေအဆုံးကြီးကြည့်ပြီးသွားပြီဆိုရင် like and subscribe လုပ်ပေးကြဖို့မမေ့နဲ့တော့အားလုံးဘိုင်ဘိုင်ပါ